ကိတ်တွင်းထဲမှာတီးဆုံဂျမ်လေးရယ်ခရင်လေးရယ်ထည့်ပြီးတော့နှစ်ချက်လုံးမှာဖြစ်ပါတယ်ရှင်ခုလုံးနေရာလေးကတော့6လက်မစိုက်ကိတ်လေးဖြစ်ပါတယ်ပြီးရင်တော့ကိတ်လေးကိုပထမဆုံးခရင်နဲ့အကျန်းတစ်ထပ်ပတ်ပါမယ်ရှင်အကျန်းပတ်ထားတဲ့ခရင်ပေါ်မှာအချောတစ်ထပ်ထပ်ပတ်ပါမယ်ကိတ်သားလေးကအရင်နူးညံ့နာမို့လို့အလဲကလေးရဖြတ်တဲ့အချိန်ကျွေးကြခဲ့တဲ့ကိစ္စကိန်းနာလေးတွေကိုခရင်လေးနဲ့အကျန်းပတ်ပြီးတော့တင်လိုက်တဲ့သဘောပါရှင်ကိတ်ပိုင်းစာလေးတွေထွက်မနေမှတာခရင်ပတ်တဲ့အချိန်တက်တက်ရရက်လေးနဲ့ကိတ်လေးကချောချောမွေ့လေးဖြစ်နေမှာဖြစ်ပါတယ်ကိတ်ပေးလေးတွေကိုလည်းညီညီညာညာလေးဖြစ်အောင်ခရင်လေးတွေကိုပတ်ပေးရပါမယ်မညီတဲ့မျက်နှာပြင်လေးတွေကိုလည်းညီအောင်လို့ညှိပေးရပါမယ်ရှင်ကိတ်အနားလေးတွေကိုအပြာရောင်လေးတွေပတ်ပါမယ်မျက်နှာပြင်ရဲ့အနားလေးတွေကိုလည်းအပြာရောင်လေးနဲ့ပဲပတ်မှာဖြစ်ပါတယ်ပြီးရင်တော့ရေခဲတစ်သားထဲမှာထည့်ပြီး freeze လုပ်ထားပါမယ်နော်ပုတ်ခါနေပြီဆိုမှ customer မှာယူတဲ့ဒီဇိုင်းအတိုင်းမျက်နှာပြင်မှာအလားစင်တာစာရေးတာလေးတွေလုပ်ပါမယ်ရှင်